ဒီရက်ဘေးဖြစ်တာဝိတ္တခါမေးလို့ဒီရက်ကဆိုးလိုက်တာဘလို့ဖြစ်ပေါ်လာတော့ဒီဟာရဲ့တမိုင်းကြောင့်ကိုမေးလို့မြတ်စွာဘုရားအဲ့ဒီမှာကုမ္မဇက်ကိုဟောတာဟုတ်လားရှေးတုန်းကဗာရဏသီပြည်ကာတိတိုင်းမှာတဲ့သူ့ရာလို့အမည်ရတယ်မုတ်ဆိုးတယောက်ရှိတယ်အဲ့တော့ဒီနေ့တော့ तू အဖိုးတန်ပစ္စည်းပေါ့စင်စွယ်တို့ဘာတို့ထိ तू ရကျင်တဲ့အတွက်ကြောင့်တာမန်တိုးလောက်တယ်မဟုတ်ဘဲနဲ့တကယ်ဟိမွန်တာတော်တဲ့ထိသွားရှာတာတကယ်ကိုတော်ကြီးမြက်မဲပေါ့နော်လူသားမန်တွေကျက်စားဖို့မလွယ်တဲ့နေရာထိသွားတာအဲ့လိုသွားတဲ့အခါကျတော့ तू အဲ့ဒီမှာပဲသရဲချပြီးတော့ရှာတာစင်စွယ်တွေဘာတွေရှာဆို तू လာနဲ့ချီပြီးတော့ကြာမယ်ပေါ့နော်အဲ့ဒါမှ तू ထူးဆန်းတာဘာလဲဆိုတော့တစ်ပင်တစ်ပင်ကခွာသုံးခွဖြစ်နေအဲ့ဒီခွာပိုးတွေဘာတွေထိုးလို့လားဒါမှမဟုတ်ဆွေးတာကပဲပဲ့ထွက်သွားလို့လားအထဲထဲမှာ तू အိုးလို့ဖြစ်နေနော်စုံကြီးပေါ့နော်အောက်ကလည်းအသက်မာဆိုတဲ့အခါကျတော့ပေါက်ထွက်ပြီးတော့မသွားဘူးအဲ့ဒါကသူ့တဘာဝလျောက်ဖြစ်နေအဲ့ဒါမိုးရွာပြီဆိုရင်အဲ့ဒီရေကခမ်းမသွားဘူးအပင်ကလည်းအကြီးကြီးနေမှာပေါ့ဘုန်းတို့ကဘာအကြီးဆုံးတစ်ပင်ကြီးဆိုတော့ဒီနေ့ကမြင်လဲရတယ်လူ10ယောက်ဖက်လို့တောင်မှမိမယ်မထင်ပါဘူးရှိရနော်ဒါတဘာဝတရားဟုတ်လားစမ်းကြည့်တယ်နော်အခုလည်းပဲအဲ့ဒီဟာကြီးကနော်စုံကြီးဖြစ်ပြီးတော့ခွာမှာအိုးကြီးလို့ဖြစ်နေအဲ့ဒါမိုးရည်တွေကြာတော့ရေတွေပြည့်နေအဲ့ဒါငှက်တွေဘာတွေကတခါလေးတလေးတဘာတွေဘာတွေချီလာကြအိမ်မှာစားရင်းနဲ့ပြုတ်ကြတချို့အသီးတွေချီလာကြပြုတ်ကြအဲ့ဒီအပင်ကကျွေတဲ့အသီးတွေအဲ့တော့အသီးပေါင်းစုံအရွက်ပေါင်းစုံကလည်းအဲ့ဒီတည်းပြုတ်ကြနေရပူဒါလည်းပဲစိန်ထားတယ်လို့လည်းဖြစ်အဲ့ဒီနေဘူးကြောင့်မို့လို့လည်းပဲသူကချက်တယ်လို့လည်းဖြစ်ပြီးတော့ရဲတက်နေတယ်အဲ့ဒီအရေကအဲ့ဒါနဲ့ဟာဒီအရေတွေနော်အဲ့ဒီမုတ်ဆိုးကစိတ်ဝင်စားတယ်ဘာတွေလဲတော့မသိဘူးဘလို့တွေများဖြစ်မလဲမသိဘူးဒီဥစ္စာကအဲ့ဒါငှက်တွေကအဲ့ဒီအရေတွေကိုတောက်ပြီးတော့သူတို့ကမူးပြီးတော့အဲ့ဒီနားတင်လဲနော်အိပ်ပျော်သလိုမျိုးဖြစ်မပြန်နိုင်ဘူးအဲ့ဒါမုတ်ဆိုးကတခါလေးအဲ့ဒါတွေကောက်ပြီးတော့ကင်စားပြုစားပေါ့နေနောက်တော့တချို့ငှက်တွေကြတော့လည်းပဲခဏနေတော့မူးပြေပြီးတော့ဘူးပြားနဲ့ပြန်သွားကြပြန်ရောအဲ့ဒါကိုကြည့်ပြီးတော့ဒီအရေကသေစီတတ်တဲ့အရေကတော့မဟုတ်ဘူးဒီအကောင်လေးတွေတောက်ပြီးတော့ခဏပဲသူတို့ဖြစ်နေတာပြီးတော့ပြန်သွားကြတာပေါ့နော်အဲ့ဒါနဲ့စမ်းပြီးတော့တောက်ကြည့်မယ်ဆိုတော့စိတ်ထဲမှာရှင်မူးတဲ့အရာလားပျော်ရွှင်တဲ့အရာလားဒါမျိုးတွေ तू ခံစားရမယ်ပေါ့နော်အဲ့ကျတော့ तू ကသဘောကျသွားတာဟုတ်လားအဲ့ဒါနဲ့ तू ကအလုပ်ဖြစ်အဲ့ဒီရေခတ်တောက်လိုက်အဲ့ဒီနာပြုတ်ကြနေတဲ့ငှက်တွေဘာတွေကင်စားလိုက်အမီးရောရတယ်ပေါ့နော်တခါလေဟုတ်လားအဲ့ဒါနဲ့ तू ကသဘောကျပြီးတော့အဲ့ဒီတော်တွေအဲ့တော်ကြီးထဲမှာလည်းပဲရသေးတစ်ပါးရှိအဲ့ရသေးရလည်းပဲဒါသူ့ဝါဒနာရတိတ်တိတ်ဆိတ်ဆိတ်နေခြင်းလို့နေမှာပေါ့ရသေးရဲ့နာမည်ဝရုဏအဲ့ဒီရသေးတွေတွားဒီရက်ဒီသေးကြီးကိုကြည်တော့ကလေးနဲ့ထည့်ပြီးတော့ငှက်ကင်တွေပါနေနဲ့တွားအဲ့ဒါနဲ့ရသေးကိုပြောတော့ဒါအရက်လို့လည်းမသိဘူးလေဘာမှမသိဘူးသူတို့ကဒီဥစ္စာဒါအစပဲဟုတ်လားအဲ့ဒါတောက်ကြည့်ရင်ရီဝေနဲ့ကောင်းတယ်ဟုတ်လားအဲ့ဒါနဲ့ရသေးကိုဖျားရောက်တဲ့ခါကျတော့ရသေးရလည်းပဲသဘောကျပြီးတော့တောက်ကြည့်အဖော်လေးနဲ့မှသူတို့တောက်တာလေဟုတ်လားအဲ့ဒါနဲ့သူတို့ကဒီဟာဘလို့နီးနဲ့ဒီလိုဖြစ်တယ်လေဆိုတဲ့တဘာဝကိုသူတို့ကနားလေတယ်ပေါ့နော်ဒါအသီးရွက်တွေကြာတယ်နေနဲ့ချက်တယ်ဟုတ်လားစိန်ထားတယ်ဒီသဘောတွေကိုသိတဲ့အခါကျတော့နောက်ကြတော့သူတို့ကဒီအရေးကိုယူသွားပြီးတော့ပထမသူကဒီအစွန်ဖျားမြို့တစ်မြို့ကဒီအုပ်ချုပ်တဲ့လူပေါ့အစိုးရမင်းရှင်ဘရင်တော့မဟုတ်တော့နေစားပေစားအဆင့်လောက်ပေါ့ဟုတ်လားအဲ့ဒါကိုဒီအရေးတွေကိုပြောပြပြီးတော့တိုက်ဟာဟောတော့ပြီးတော့သဘောကျဟာကုံလို့ရှိရင်သူတို့ဟိမွန်တာသွားပြီးတော့ယူရပြန်ပြီဟုတ်လားအဲ့လိုနီးနဲ့နောက်ဘေးရောက်တော့ဆိုတော့ဗာရာဏသီရောက်တယ်ဗာရာဏသီရောက်တဲ့အခါကျတော့ဘရင်တွေဘာလို့အကုန်လုံးတောက်ကြတော့သဘောကျတော့ဟာခဏကြီးသွားပြီးတော့ဟိမွန်တာတီသွားမယူနိုင်ဘူးမယူနိုင်တော့ဘာလုပ်တုံဆိုတော့ဒီအစောအုံပုံစံဒီလိုဖြစ်ပေါ်ဖို့နီးကိုမှတ်သားပြီးတော့သူတို့ချက်ကြတာပေါ့နော်အဲ့အရက်စတာအဲ့ဒီကစတာဟုတ်လားနောက်ကြတော့တနိုင်ငံလုံးဗာရာဏသီပြည်တစ်ပြည်လုံးပေါက်ကြစားကြတော့အကုန်လုံးစီပွားရေးတွေဘာတွေမေ့လျော့ကြပြီးတော့ပျက်စီးတာပေါ့အဲ့တော့သူတို့ကထွက်ပြေးကြဟုတ်လားနောက်ဘယ်ရောက်တော့တာဂေတအဲ့ဒီတာဂေတမြို့လေသူတို့ကြောင့်ပျက်စီးဒီအရက်ဒေတာနဲ့ပတ်သက်ပြီးတော့နောက်ဆုံးကြတော့သူတို့ဘယ်ရောက်တော့ဆိုတာဝတိကိုရောက်သွားတယ်တဲ့အဲ့ဒီတာဝတိမြို့ကိုပိုင်တဲ့မင်းကတပ္ပမိတ်တမင်းတဲ့အဲ့ဒါမင်းကြီးမသေးကြီးဆိုတာရှိတယ်အဲ့ဒီဥစ္စာကိုဆက်တခြင်းတယ်ဟာဘလို့ဟာတော့သေကြီးဆိုတာအဲ့ဒါကိုရဖို့တမင်းတို့ငါဘာပေးရမှာတော့ဟာစင်အိုကြီးအလုံး900လောက်ပေးမယ်ဟုတ်လားဆန်တွေပေးရမယ်ထက်ညက်တွေပေးရမယ်သူတို့ချက်ကြမှာအဲ့ဒါနဲ့အိုးကြီးတွေနဲ့ချက်ကြတာ
ချက်တဲ့အခါကျတော့ဒီသေရီတွေကိုကြွက်တွေဘာတွေကတောက်မှဆိုလို့ကြွက်တွေဘာတွေကြမှဆိုလို့ကြွက်နှိမ့်ဆက်မှဆိုလို့ဆိုတော့အဲ့ဒီအိုးနားမှာကြောင်တကောင်ဒီခြေပြီးတော့ကြောင်ကိုအဆောင်ခိုင်းအိုးတွေလည်းအများကြီးဆိုအဲ့ဒါကြောင်တွေကအဲ့ဒီဝေးကြတဲ့အရေတွေကိုရှာနေနဲ့ရက်ကြပြုတ်ကြရင်လည်းအဲ့ဒီကြောင်တွေကမူးပြီးတော့လဲကြမူးပြီးတော့ခွေးနေတော့အဲ့ဒါကြွက်ကိုစောင့်မဲ့ကြောင်ကဘာမှမလုပ်နိုင်ဘူးအဲ့ဒီမှာလာတဲ့ကြွက်ကအဲ့ဒီကြောင်တွေရဲ့နှုတ်ခမ်းမွေးတွေကိုကိုက်တယ်အမိတွေကိုကိုက်တယ်နော်ကြောင်ကိုကြွက်ကပြန်ကိုက်တာနော်ကြွက်ကကြောင်ကဘာမှပြန်မလုပ်နိုင်ဟုတ်လားအဲ့ဒါနဲ့ဘယင်ကကြည်စမ်းဒီကောင်တွေလုံးမဲ့အရေတွေတောက်လို့ငါကြောင်တွေသေးကုန်ပြီအဲ့တော့ဒီကောင်တွေကအစိတ်တွေကိုလှုပ်တဲ့ကောင်တွေပဲဆိုပြီးတော့ဒီကောင်နှစ်ကောင်ကိုတတ်ဆိုတတ်ခိုင်းတာဟာမင်းကြီးဒါအစိတ်မဟုတ်ဘူးအလွန်ချိုမြိန်တဲ့အရေတွေမရအောင်အကုန်လုံးကဝိုင်းတတ်တယ်အဲ့နှစ်ယောက်အဲ့မှာတေးသူတို့အသက်ခံရအဲ့ဒါနဲ့သူတို့လည်းတက်ပြီးတော့ဒီအိုးတွေကိုသွန်ကြမဟေ့ဆိုတော့ကြောင်တွေကဖြူးပြင်းနေထပြီးတော့လက်ကြောင်တွေကလည်းမြူးပြီးတော့သွားရောဟာမသေးဘူးပေါ့နော်မသေးဘူးဆိုရင်ကိုင်သူတို့ပြောတဲ့အတိုင်းဒါအလွန်ချုံမြိန်တဲ့အရေးဖြစ်လိမ့်မယ်တို့တောက်ကြည့်ကြမယ်သူတို့နှစ်ယောက်ကတော့အသက်ပေးလိုက်ရအောင်နော်သူရာမုတ်ဆိုးနဲ့ဝရုဏရသေးပြက်ဆိုတော့အဲ့အရက်စတာအဲ့ဒီကစတာ